ဒါဘယ်လိုဖြစ်တာလဲမင်းကတေချာချော်ထားတဲ့ဟာကွာအစွန်းနဲ့မပြောင်းလားမသိဘူးဒုက္ခပဲကွာရေးကြီးသွားတဲ့ရှိပါဆိုမှပဲပြန်တွေ့ဘာဖြစ်လို့လဲကွာဟောဒီမှာလီကွာငါ brother အလုပ်အင်တာဗျူးရှိတာအဲ့သွားဖို့ဒီမှာအင်ဂျင်ပေးနေတယ်ကွာအဲ့တွေ့ခဏလေးတကယ်ပါကွာတေချာချော်ထားတဲ့ဟာပြန်တွေ့ကြောက်ဒီမှာငါအင်ပြူလေးပေါ့ကွာငါတခါမှမွေးရတယ်နော်ရှင်းဒီညအတိကြီးမဟုတ်လားမင်းအရေးကြီးရဲ့နေမှာဝတ်ဖို့ဆိုအဲ့လိုကြောင့်ငါမိုးချင်မှာကွာရုပ်ပြန်လာလိုက်ရပါတယ်ဟုတ်ပါကွာမင်းနဲ့ကနေပြောကြအောင်မလို့တကယ်ချင်းညီကိုတွေပဲပြီးတော့လဲငါဒီညီဝိစာယူချင်ငါပြန်လျှော်ယူဝတ်လိုက်မယ်ကွာဘာမှမဖြစ်ဘူးမင်းအစင်ရုံးပြေလေကွာပြီးပါတယ်ကွာဟောပြီးတော့ဒီမှာငါကိုယ်လေးဖြစ်ဝယ်ရတယ်တိတ်တော့အကောင်းတော့မဟုတ်ဘူးအခုမင်းတို့ကမင်းအင်တာဗျူးသွားမှဆိုဝတ်သွားလိုက်ရောဟောဒီအောင်မယူတော့ပါဘူးကွာမင်းကလည်းအားနာစရာကြီးမင်းကလည်းကွာဘာရေးအားနာလဲမင်းနဲ့ကနေညီကိုလိုပဲနေတဲ့ဟာဒါငါဝတ်စရာနေရာလည်းမရှိသေးဘူးဝတ်ဖို့အစီအစဉ်လည်းမရှိသေးဘူးရောပါကွာရောယူပါဝတ်ပါမင်းနောက်ကြနေမြင်ဖို့ပါတော့အေးပါကျေးဇူးပဲပြောင်းဟေးဟောကြည့်ပြောဆင်းပြေးလားပြေးတာဘောကွာမင်းအခုကကိုယ့်ဒီပိုင်းနဲ့ပိုးပြီးမိုက်သွားတာကွာအဲ့ဆိုငါအင်တာဗျူးနောက်ကြမှာဆိုလို့တွားတော့မယ်ပြန်လာမှမင်းတော့မဟုတ်ဝင်ခင်ရပါတယ်ကွာအင်တာဗျူးတခြားပြေးခဲ့နော်ကိုလက်နော်ကိုလက်ကျေးဇူးပဲတားရဟိုကောင်သူတွေလုံးမှာအင်တာဗျူးသွားပြေးတာစင်ရောပြေးလာရေးပြန်သူတွေဘာလဲကွာမင်းအနဲ့တကြားနဲ့ငါ brother မှာအလုပ်ရပါပြီကွာဟုတ်လားကွာဝမ်းသာရကွာမင်းအင်တာဗျူးသွားပြေးတာမင်းကစိတ်ပူနေတာကွာအေးကွာနောက်ဆုံးတော့ငါအလုပ်ရသွားပြီရေးမင်းလည်းအလုပ်ကောင်းတစ်ခုလောက်ရှာကွာရောလက်လောအဆင်မပြေရှိရင်ငါပဲဖြစ်ရှင်းထားလိုက်မယ်ငါလုပ်ရပါပြီဆိုအေးပါကွာပြီးတော့လေမင်းကပေးစားရှိရပတ်စံအောင်လေငါအစဉ်ပြေးခါပြန်ပေးမယ်အဲ့မင်းခဏဆောင်လို့ရတာမင်းကလည်းငါ့ကိုကြားထဲမှာအဲ့မလို့ပါဘူးမင်းစီပြန်ငါ့ကိုပြန်ဆက်ဟုတ်ပြီလားပြီးတော့အိမ်လာခပေးစားရှိရ3ပုံနဲ့2ပုံငါပေးထားလိုက်မှာကွာတပုံကတော့မင်းအဆင်ပြေအောင်ကြည့်ပြီးတော့ရှင်းလိုက်ရပါတယ်ကွာငါအစဉ်ပြေအောင်ပေးလိုက်ပါမယ်အဲ့ဆိုရင်ငါလုပ်ရတဲ့ထိမှန်နေတယ်ငေါညီကုန်ကြောင့် brother ကင်မယ်လာတော့မယ်လားတောက်မယ် brother တောက်မယ်ကုန်သားလည်းမဖြစ်နေပြန်မှန်းသိဘာဖြစ်လဲအေးမောင်လေးရဲ့ဒီမှာမီတင်ကအရေးကြီးနေပါလေဆိုမှလေကွန်ပျူတာကပွင့်မလာတော့ဘာဖြစ်နေလဲမသိကြည့်ပေးပါဦးဟောကျွန်တော်ကြည့်ပေးမယ်ဒီမှာအေးဟောရပြီလားမအေးရမောင်လေးကျေးဇူးတင်ပါတယ်မောင်လေးရပါရဲ့ကျွန်တော်လည်းကွန်ပျူတာကြောင်းနဲ့တီးလို့ကုန်ပြီလိုက်ရတာပြီနော်မဟုတ်ကဲ့ပါဟုတ်မောင်လေးသူတွေဘယ်တော့မလို့လဲဟောကျွန်တော်ပစ္စည်းလေးတော့ပို့ဖို့ဗျMD နဲ့ရေးတကြီးတွေ့စရာရှိလို့လေမောင်ဒီမန်တလေးတစ်ပို့လေးခုလုပ်ပြလို့ရလားဟုတ်ရလေမကျွန်တော်လုပ်ပေးမယ်ထားခဲ့မယ်နော်ဟုတ်ကိစ္စတောင်းတော့မနဲ့အကူကြီးတောင်းတဲ့ဖိုင်နေရပြီပြီးသွားပြီလားအမမနဲ့ဆန်လောက်မှတော့ပြီးမယ်ထင်တာလားသူတွေတို့ကတော့တော်လိုက်တာဒီပုံစံတိုင်းတာဆိုရင်တော့ချိန်တိုအတွင်းရာသွေးမဉဏ်တိုးတော့မှာပဲဟိုမလည်းဗျာကျေးဇူးပါမကျွန်တော်သွားလိုက်မယ်အမကကျေးဇူးတင်ရမှာပါဟုတ်အဲ့ဆိုကျွန်တော်သွားလိုက်မှာနော်အင်ကိစိုက်တော့နော်ဟုတ်မMD ကျွန်တော်ခေါ်ရဆိုလို့ပါဗျာဟုတ်သူတွေထိုင်မင်းနဲ့ပတ်သက်ပြီးတော့အလုံးမှာငါတထင်းနေကြားရပါတယ်မင်းကအလုံးမှာထက်ထက်မြက်လည်းရှိတယ်ကျိုးလဲကျိုးစားရဆိုပြီးတော့အလုံးမှာနာမည်ကြီးနေတယ်မင်းကချီချူးခံနေရပါကွာဟုတ်ကဲ့ပါ MD ကျေးဇူးတင်ပါခင်ဗျကျွန်တော်ကအလုပ်တစ်ခုလုပ်ပြီဆိုရင်စေရောကိုပါနှက်ပြီးလုပ်တယ်လို့ပါဗျာအခုငါမင်းကိုခေါ်လိုက်တဲ့အကြောင်းရင်းကငါမှ net project တစ်ခုရှိတယ်အဲ့ net project နဲ့ပတ်သက်ပြီးတော့မင်းကိုဥဆောင်စေချင်တယ်တကယ်လို့အဲ့ project ကိုဒါမင်းအဆင်ပြေပြေလုပ်နိုင်ခဲ့မယ်ဆိုရင်ငါမင်းကိုယာရုတိုးပေးမယ်ဘယ်လိုလဲမင်းလုပ်နိုင်လားလုပ်နိုင်ပါတယ် MD ကျွန်တော်တေချာပါကိုကြိုးစားပြီးတော့လုပ်ပါပါယာရုတွေပါဆိုတာထက်ကျွန်တော်အခုလိုအခွင့်အရေးပေးတော့ပဲကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာအေးပါအလုပ်ကဒါအဆင်ပြေအောင်လုပ်လာခဲ့ဟုတ်ကဲ့ပါ MD သွားလို့ရတယ်ပြောင်းတွေ့အထုပ်ဘူးပဲပြင်တာဘယ်သွားမှမလို့ဟောမင်းပြောပြရအောင်မယ်အလုပ်ကငါ့ကိုတော်လို့ဆိုပြီးနေ project တစ်ခုအပ်တယ်ကွာတိလားအဲ့နေ project ဒါအဆင်ပြေသွားပြီဆိုရင်ငါရုံးမှာယာရုတက်နေရပြီမင်းမိုက်ရိုက်ရကွာအေးငါခီးသွားတော့မင်းအိမ်မှာလည်းကောင်းအောင်မနေအောင်တခုဆိုရင်ငါ့စီချက်ချင်းဖုန်းနဲ့ကြားတာ
အေးပါကွာဟုတ်ဒါနဲ့မင်းခီးသွားမှာဆိုမှတ်ပုံနေမှပါပြီ ပါပြီအကုန်လုံးစစ်ပြီးသွားပြီဟောဖုန်းခေါ်ပါအေးရင်အားရောမင်းဘာလို့ငုံနေရလဲ ငါ့ကိုထားသွားပြီကွာ ဟာရောဘာဖြစ်တာလဲပြောနေကွာ ငါနဲ့ငါကောင်မကြီးနဲ့ပြက်သွားပြီကွာ ဩမင်းကလည်းအဲ့မယောက်ျားကြီးတမ်းငုံနေနဲ့ရောဘာမှမဖြစ်ဘူး ယောက်ျားကြီးဆိုရင်ငါလည်းအတိုင်းလုံးနေကွာခန်းသားချက်ရှိတော့ငါလည်းငုံမိတာဗော ဟေ့ရောမင်းကလည်းအခုတယောက်နဲ့ပြက်သွားတယ်နောက်တစ်ယောက်ရှာထားလိုက်ရောโอเคသွားတယ် မင်းအဲ့လိုမပြောနဲ့လေငါသူ့ကိုအရန်ချစ်တာကွာအဲ့တော့ငါ့ကိုလှုပ်ရတယ်ကွာဟောဒါနဲ့လေတကယ်ချင်းမင်းအချိန်ရလို့ရှိရင်လေငါလည်းအတူတူတောက်ပြပါလားကွာ အားရောအဲ့လိုအဆင်မပြေဘူးလေကွာအခုငါအလုပ်ကိစ္စနဲ့ခီးသွားနေတာအခုလေလမ်းပေါ်မှာ မင်းတကယ်ချင်းမပြီးတော့ကွာငါ့မချစ်တော့ဘူးလားမင်းတကယ်ချင်းမပြီးသားတဲ့ကောင်ပဲကွာ အေးပါကွာတောက်ပေးမယ်ဟုတ်ပြီလားတောက်ပေးမယ်ချေရ မင်းကွာကအရက်ကောပါရလားကွာ အာမင်းမူးနေပြီထင်တယ်ဒီမှာတေးချာကြီးအောင်ခွက်ထဲမှာရက်ကြီးရအပွေပြောနေတော့တောက်မယ်ရောက်လားညီကိုချီရ ချီရငါတညာတော့အမူးတောက်ကြမယ်ချီရ တောက်မယ်တောက်နေနော်